ရှေးအောင်နှောင်းဖြစ်မြမတန်တာရီတွေထဲမှာနတ်သမီးတမျှလှပတဲ့မိမလာကြီးတွေအကြောင်းဟာစိတ်ဝင်စားစရာအပြည့်ပါပဲသူတို့ရဲ့အလှတရားဟာသမိုင်းတည်ုံတင်မကပဲတစ်ခါတည်းမှာနိုင်ငံတွေစစ်ပွဲတွေနဲ့ကမ်းကြမ္မာတွေကိုတောင်ပြောင်းလဲစေခဲ့ပါတယ်ဒီနေ့မှာတော့မြမပုံပြင်တွေထက်ကအလှဆုံးနဲ့အကျော်ကြားဆုံးနတ်သမီး၅ပါးရဲ့ထူးခြားတဲ့အစွမ်းတွေနဲ့သူတို့ရဲ့မမိတ်မသွန်နိုင်တဲ့အလှတရားတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဟေးမနီမီခလားပထမဆုံးတစ်ပါးကတော့သမုဒ္ဒရာလိုင်းတဘိုးကြီးကြားမှာစမ်းပေးပြီးဒုက္ခရောက်နေသူတွေကိုကယ်ဆယ်တတ်တယ်မနီမီခလားနတ်သမီးပဲဖြစ်ပါတယ်သူမဟာအလွန်တရာလှပကြက်တည်ရှိုံတင်မကပဲလက်ထဲမှာတောက်ပတဲ့ပထမလုံးကြီးကိုကင်ဆောင်ထားတတ်ပါတယ်ထိုပထမလုံးကထွက်ပေါ်လာတဲ့အလင်းတန်းတွေဟာကောင်းကင်ယံမှာလျှက်စီးတွေအထိပြောင်းလဲသွားလောက်အောင်အစွမ်းထက်လာပါတယ်မဟာဇနကမင်းသားကြီးသမုဒ္ဒရာထဲမှာခုနှစ်ရက်တိုင်တိုင်ကူးခတ်နေစမှာလဲသူမကပဲကဲတင်ခဲ့တာကြောင့်ယနေ့တိုင်တန်းသားကြီးမှာထင်ရှားနေသူဖြစ်ပါတယ်ပပဝရီဆက်လက်ပြီးတော့ကိုတာရာဇတ်တော်ထဲမှာအလှဆုံးလို့တင်စားခြင်းခံရတဲ့ပပဝရီမင်းသမီးအကြောင်းကိုပြောပြချင်ပါတယ်သူမရဲ့အလှတရားဟာဘလောက်တောင်ပြိုင်ပဲကင်းတယ်လဲဆိုရင်တိုင်းနိုင်ငံပေါင်း9ခုကမင်းသားတွေသူမကိုရဖို့အတွက်စစ်ခင်းကြတဲ့အထိပါမယ်ရွှေအစင်းကဲ့သို့ဝင်းပါနေတဲ့သူမရဲ့အသားအရင်နဲ့နတ်သမီးသမီးတင့်တယ်တဲ့ရုပ်အစင်းဟာလူသားတို့ရဲ့အလှပါတဲ့ကြော်လွန်ပြီးမြင်ရသူတိုင်းကိုမြင့်တက်သွားစေနိုင်လောက်တဲ့အလှမျိုးဖြစ်ပါတယ်၃ရွှေနန်းကျင်နံပါတ်3ကတော့မွန်မြန်မာဒန်းတာယူတဲ့ထဲမှာအလွန်ကြော်ကြားတဲ့ရွှေနန်းကျင်ခေါ်ဘန်ကထမင်းသမီးပဲဖြစ်ပါတယ်သူမဟာသူ့ဝိနဘူမိပြည်ရဲ့အလှဆုံးမင်းသမီးဖြစ်တယ်လို့တဘာဝတရားနဲ့တောတော်လေးကိုချစ်မြတ်နိုးသူလည်းဖြစ်ပါတယ်ဆွဲမှဖွယ်ကောင်းတဲ့သူမရဲ့အလှတရားနောက်ွယ်မှာတစ္ဆာတရားကိုအသက်ထက်တန်ဖိုးထားတဲ့လွှမ်းမောပွဲအကျစ်ဇလန်တစ်ခုလည်းရှိနေပါတယ်၄ဥမာဒန်ဒီစတုထမြောက်နတ်သမီးကတော့သူမရဲ့အမိအတိုင်းပဲမြင်ရသူတိုင်းကိုယူဆွသွားစေလောက်တဲ့အလှပိုင်ရှင်ဥမာဒန်ဒီပဲဖြစ်ပါတယ်သူမလမ်းမပေါ်ကိုထွက်လာတဲ့အခါတိုင်းမှာသူမရဲ့အလှကိုငေးမောရင်းနဲ့လူတွေဟာကိုဘာလုပ်နေမှမသိတော့ပဲမေ့လော့သွားကြရပါတယ်အမျိုးသမီးတိုင်းအားကြရတဲ့ပြည်စုံတဲ့ကိုလုံးပေါင်နဲ့ထူးခြားတဲ့မျက်နှာအလှဟာဥမာဒန်ဒီရဲ့ပြရုပ်ပဲဖြစ်ပါတယ်၅စန္ဒကိန္နရီနောက်ဆုံးတစ်ပါးကတော့ငွေတောင်ပြည်မှာနေထိုင်တဲ့စန္ဒကိန္နရီပဲဖြစ်ပါတယ်သူမဟာလူနဲ့ငှက်ပေါင်းဆက်ထားတဲ့နတ်နိုးနိုင်ချက်ပေမဲ့နတ်သမီးတမျှလှပချက်တည်ရှိသူပါသူမရဲ့ကဟန်ဟာအလွန်ငြိမ်ချောင်းတယ်လို့လှပတဲ့တောင်ပန်းတွေနဲ့သူမရဲ့သစ္စာရှိမှုဟာမြမအနုပညာလောကမှာယနေ့တိုင်စံပြအလှပအထိတတ်မှတ်ခြင်းခံထားပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့မြမတန်တာရီထဲမှာဒီနေ့အထိတင်ဆောင်ပြိုးဆိုနေစေထိတဲ့အလှဆုံးနတ်သမီး၅ပါးပဲဖြစ်ပါတယ်သူတို့ရဲ့ဇလန်းတွေဟာအလှတရားတင်မကပဲသစ္စာတရားတတိနဲ့အနစ်နာခံမှုတွေကိုလည်းဖော်ပြနေပါတယ်ပရိသတ်တို့ရောဒီနတ်သမီး၅ပါးတွေကဘသူရဲ့အလှတရားနဲ့ဇလန်းကိုအနှစ်သက်ဆုံးလဲဆိုတာကောမန့်မှာပြောပြခဲ့ပါဦးဒီလိုမျိုးမြမတန်တာကြီးတွေနဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့နဲ့ဘူးနော်နောက်ထပ်ဗီဒီယိုအသစ်တွေတင်တိုင်းသိရအောင်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါဦးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ခင်ဗျာ